哦，ရေတွေကိုထွက်လို့ဆက်ဆက်ကြီးမြစ်သားစမုံပေါက်မှာပါဒီမှာလဲ3မင်းဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်လက်ကြိုက်သွားလေအချလိုက်တယ်ပဲ哦，ရေတွေကိုထွက်လို့ကြည့်အောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့တော့ဒါမှမဟုတ်ဘူးလမ်းကြောင်းတလားလောက်တော့ဟာဒီမြစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါရောဒီနေသားဆိုတော့နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပေမဲ့ဒီပြည့်ကြောင်းကျတော့အင်မတန်မှ ဟိုမှာကားကြီး ဟုတ်ကဲ့ဟိုဘက်ဆက်သွားလို့မရတော့ မရတော့ဘူး ဘူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါယူ ကားတစ်စီးမှာ လဲတော့ဘာမှမဟုတ်ဘဲနဲ့ရှေ့ဘလို့ရတဲ့ခုရမှာလို့ ရပါတယ်အပေါ်လေဆိုခုနိုင်တယ်လူကူလူကလည်းငနေများလေ မင်းတို့